Manchester United ဖန်တွေအားလုံးပဲမင်္ဂလာပါဗျ။နောက်ဆုံးမှာကြိုဆိုပါရဗျ။နှစ်လဝင်းချစ်ခန့်ကြာပြီဖြစ်တဲ့ Manchester United ပွဲစဉ်တွေကိုလွှမ်းနေတဲ့ကျွန်တော်ပါဝင် United ဖန်တွေအားလုံးပဲဒီနေ့ညမှာ Manchester United ပွဲစဉ်တွေပြန်လည်စတင်ပါပြီဗျ။ Championship ကလည်းအဝဟန်အသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်တဲ့ရာသီချိုခြေစမ်းပွဲတွေ Manchester United အသင်းတောက်လျှောက်ကန်သွားမယ်ပြီးတော့ကျွန်တော် Premier League ပြန်စမယ်နော်။ပွဲစဉ်တွေပြန်ပြီးကြည့်လို့ရပါပြီ။ Championship ကလည်းရဟန်အသင်းကလည်းလက်ရှိတော်တော်လေးကိုပုံစံကောင်းရှိတဲ့ Manchester United အသင်းအနေနဲ့ကလည်းဒါကျွန်တော် Michael Carrick ကဒီရာဒီကျွန်တော်ခေါ်ယူထားတဲ့ကစားသမားတစ်တွေကိုဒီပွဲစဉ်မှာပေးသုံးပြီးတော့ခြေစွမ်းကိုစမ်းသပ်မဲ့အနေအထားမျိုးရှိတဲ့လူငယ်ကစားသမားတွေကိုဒီပွဲတွေမှာအသုံးပြုနိုင်မယ်လို့တော့ကျွန်တော်မြင်မိတယ်ကျွန်တော်ပွဲစဉ်ပွဲဆိုပေမဲ့လည်းပွဲကောင်းတစ်ပွဲကိုကြည့်ရမယ်အခွင့်အရေးပဲဗျာရဟန်အသင်းကလည်းပြီးခဲ့တဲ့ League 2မှာတော်တော်လေးကို strong ဖြစ်တဲ့အသင်းတစ်သင်းเนาะတိုက်စစ်တော်တော်လေးကောင်းတယ်Africa မှာလည်း Chelsea အသင်းကိုသွင်းဖို့နှစ်ခုပြန်ပြီးတော့ 4-2 ဆိုတဲ့ရလနဲ့သူရှုံးနေသွားတာသွင်းဖို့နှစ်ခုပြန်သွင်းနိုင်ခဲ့တယ်ဒါအခုတော့ဒါ Manchester United အသင်းနဲ့ကျွန်တော်တွေ့မယ်ကျွန်တော် Manchester United အသင်းကလည်းလက်ရှိ Michael Carrick ကဘယ်လိုကစားသမားအခင်းချင်းတွေလာမယ်တော်တော်လေးရင်ခုန်မှုကောင်းတယ်လောကစားသမားတစ်တွေနဲ့လူငယ်ကစားသမားတွေကိုဘယ်လိုသုံးပြီးတော့ကစားသမားတွေရဲ့ခြေစွမ်းဘယ်လိုရှိမလဲဆိုတော့ကျွန်တော်တို့ United fan တွေရဲ့ဒါဒီနေ့ရင်ခုန်ရမယ့်ညတဲ့ညကဘယ်လိုပဲဖြစ်ဖြစ်ဗျာ Manchester United ပွဲတိုင်းကအသင်းကြီးတဲ့အသင်းငယ်တွေမဟုတ်ဘူးကျွန်တော် United fan တွေအနေနဲ့ရင်ခုန်ရတယ်ဒါ United fan really fan တွေအနေနဲ့ဒါဖြစ်တတ်တဲ့ဥစ္စာပဲဗျာကျွန်တော်တို့ကစားသမားတွေဘယ်လိုခြေစွမ်းတွေရှိမလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းရှင်ထဲမှာစိတ်လှုပ်ရှားနေရပါတယ်ဗျာဒီပွဲစဉ်ပြီးပေါ်လို့ရှိရင်ကျွန်တော်ဗီဒီယိုလေး highlight တင်ပေးပါမယ် Manchester United အသင်းနဲ့ဒါရောဆိုင်အသင်းရဲ့ကျွန်တော်တို့highlight တွေပေါ့နော်ပြန်လာပါမယ်ဗျ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေအပြည့်ကိုကျွန်တော်တို့ဘောလုံးနဲ့ပတ်သက်တဲ့ highlight reaction တွေအကုန်လုံးတင်ပေးနေတယ်ကျွန်တော်ဒီ account တွေကို follow လုပ်ခဲ့ပြီးတော့ like and share လေးလုပ်ခဲ့ဖို့လည်းမြင်လိုက်ရခဲ့ပါတယ်ဗျဗီဒီယိုလေးကိုဆုံးမကြည့်ပေးကြရင်ဒီကိုဒီအားလုံးပဲကျေးဇူးများတင်ပါတယ်ဗျ